ချက်ဟာငါးများနေရင်မမျော်လင့်ပဲငမန်းကောင်လေးတယောက်ကိုထိမိသွားခဲ့ပါတယ်ဒါနဲ့ပဲချက်ဟာသူ့ကိုတိတ်တိတ်လေးအိမ်ခေါ်လာပြီးရေချိုးကန်ထဲမှာထားခဲ့ပါတယ်မကြခင်မှာပဲသူတို့ဟာတငယ်ချင်းရင်းတွေဖြစ်သွားကြပြီးချက်ဟာငမန်းကောင်လေးရဲ့စွန့်စားခန်းတွေကိုစာအုပ်ထဲမှာရေးမှတ်နေခဲ့ပါတယ်ဒီလိုနဲ့ရုတ်တရက်အလင်းနဲ့တစ်ခုကကြားရောက်ခဲ့ပြီးငမန်းကောင်လေးရဲ့အကူအညီကိုလိုအပ်လို့လာရှာတဲ့ချော်ရီမလေးကပေါ်လာခဲ့ပါတယ်ငမန်းကောင်လေးကလည်းချုံမောလှပတဲ့ချော်ရီမလေးရဲ့တောင်းဆိုမှုကိုငင်းဆန်ခြင်းမရှိပဲသူ့မနောက်ကိုချက်ချင်းလိုက်သွားခဲ့ပါတယ်ဒီလိုနဲ့ချက်ဟာနောက်တရက်ကြောင်းရောက်တဲ့အခါဒီထူးဆန်းတဲ့အတွေ့အကြုံကိုအတန်းဖော်တွေကိုပြောပြခဲ့ပေမဲ့အတန်းဖော်တွေကတော့ချက်ကိုစက်ကူလုံးတွေနဲ့ပြစ်ပေါက်ကြပါတယ်အကြောင်းကအတန်းဖော်တွေအားလုံးကချက်တယောက်ဟာသားလုပ်ပြီးရှောက်ပြောနေတာလို့ထင်နေကြလို့ပါပဲအဲ့ဒီထဲမှာမိန်းကလေးတယောက်ပဲချက်ရဲ့စကားကိုယုံကြည်ခဲ့ပါတယ်ပိုဆိုးတာကကျောင်းဆင်းချိန်မှာလူမိုက်ကျောင်းသားတွေကချက်ကိုဝိုင်းပြီးချက်ရဲ့မက်ဆုစာအုပ်ကိုလူယူသွားကြခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီညမှာထူးဆန်းတဲ့အတန်းတစ်ခုကြောင့်ချက်ဟာနိုးလာခဲ့ပါတယ်ဒါနဲ့ပဲချက်လည်းအတန်းလာရသွားကြည့်တဲ့အခါအရေးပြောနေတဲ့ခွက်တစ်ခုနဲ့ပေါင်မုံပေါ်ကကပ်ရာတွေကိုတွေ့လိုက်ရပါတယ်ချော်ရီမလေးနဲ့ငမန်းကောင်လေးပြန်ရောက်လာတာဆိုတာချက်သိလိုက်တာပါပဲအဲ့ဒီနောက်တစ်နေ့ချက်ဟာကျောင်းရောက်လို့ကျောင်းလူမိုက်စီကနေသူ့မက်ဆုစာအုပ်ကိုပြန်တောင်းတဲ့အခါဆရာရဲ့အကူအညီနဲ့စာအုပ်ကိုပြန်ရခဲ့ပါတယ်ဒါပေမဲ့ချက်တယောက်စာအုပ်ကိုဖွင့်ကြည့်တဲ့အခါအထဲမှာအကြောင်းအရာတွေကိုဂေါပင်တွေနဲ့ရှောက်ချစ်ထားတာတွေ့လိုက်ရပါတော့တယ်ဒါကြောင့်ချက်လည်းဒေါသထိန်မရဖြစ်သွားတာကြောင့်အဲ့ဒီလူမိုက်ကောင်လေးကိုစာအုပ်နဲ့လှမ်းထုလိုက်ပါတော့တယ်ဒါကိုမြင်တော့ဆရာကလည်းဒေါသထွက်ပြီးချက်ကိုအပြစ်ပေးဖို့လုပ်နေတော့ကောင်းကင်ကြီးကရုတ်တရက်မှောင်နေသွားပြီးလေပြင်းတွေတိုက်ခတ်လာတာကြောင့်တရင်ပေါက်တွေပွင့်ထွက်ကုန်ပါတယ်အဲ့ဒီနောက်ဆရာလည်းတရင်ပေါက်တွေကိုလိုက်ပိတ်ပေးမဲ့လေတိုက်တာကပိုပြင်းထန်လာတယ်လို့လေစင်နှမောင်းတစ်ခုကလည်းရောက်လာခဲ့ပါတယ်ဒါကြောင့်ဆရာကကျောင်းသားအားလုံးကိုဝင့်နေဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့ခဏကြာမှာပဲအပြင်းနဲ့လေပြင်းကနေရန်ကိုဖောက်ဝင်လာပြီးငမန်းကောင်လေးနဲ့ချော်ရီမလေးတို့အတန်းတွေကိုဝန်းခနဲ့ပေါ်လာကြပါတယ်ဒါကိုမြင်တော့ကျောင်းသားအားလုံးလည်းအံ့ဩမြင်တက်သွားခဲ့ကြတာပါပဲအဲ့ဒီနောက်ချော်ရီမလေးကသူမရဲ့ခေါင်းကို360ဒီဂရီထိတပတ်လှည့်လိုက်ပြီးတက်ပင်မှာလဲလို့မေးပါတယ်အတန်းဖော်တွေကလည်းချက်ရှိရာကိုလက်ညှိုးထိုးပြပါတယ်အဲ့ဒီနောက်ချော်ရီမလေးကမိတောက်နေတဲ့ခြေလမ်းတွေနဲ့ချက်စီကိုရှောက်သွားခဲ့ပါတယ်တကယ်တော့သူတို့ကချက်ကိုချက်ရဲ့မှတ်တမ်းစာအုပ်ထဲကစိတ်ကူးရင်ကဘာလေးကိုကဲတင်ဖို့လာခေါ်တာဖြစ်နေတာကြောင့်ချက်လည်းသူတို့နောက်ကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီနောက်သူတို့အားလုံးချက်ရဲ့မှတ်တမ်းတွေကစိတ်ကူးရင်ကဘာလေးကိုရောက်သွားတဲ့အခါမထင်မှတ်ပဲရုတ်တရက်အဖမ်းခံလိုက်ရပါတော့တယ်အဲ့ဒီခါကျမှစိတ်ကူးရင်ကဘာလေးပျက်စီးရတဲ့အကြောင်းရင်းဟာကျောင်းကလူမိုက်ကောင်လေးလက်ချက်မှန်ချက်တိလိုက်ရပါတော့တယ်တကယ်တော့သူကချက်ရဲ့မှတ်တမ်းစာအုပ်ထဲကစိတ်ကူးရင်ကဘာလေးကိုဖျက်ဆီးခြင်းစိတ်နဲ့ရှောက်ချစ်ခဲ့တာပါပဲအဲ့ဒီနောက်လူမိုက်ကောင်လေးကချက်တို့ကိုတန်လောင်အိမ်ထဲမှာပိတ်လောင်ထားလိုက်ပါတယ်ဒါပေမဲ့စိတ်တူတက်တဲ့ငမန်းကောင်လေးကဒါကိုဒေါသထွက်ပြီးလှောင်အိမ်ကိုကိုက်ဖြတ်ပစ်လိုက်ပါတယ်ဒီလိုနဲ့လူမိုက်ကောင်လေးအိပ်ပျော်နေတော့မှပဲသူတို့အားလုံးအဲ့ဒီကနေထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်ချက်ရဲ့မှတ်တမ်းစာအုပ်အရလူမိုက်ကောင်လေးကိုအနိုင်ယူဖို့ဆိုရင်သူတို့တွေရေခဲနှလုံးသားကိုရှာရမယ်ဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့သူတို့ရေခဲပြင်ပြည်နယ်ကိုရောက်ချင်းမှာပဲချော်ရီမလေးတယောက်ခဲသွားခဲ့ပါတော့တယ်အဲ့ဒီနောက်ရေခဲလူသားလေးယောက်ကငမန်းကောင်လေးနဲ့ချက်ကိုရေခဲပြင်မစီခေါ်သွားကြပါတယ်အဲ့ဒီမှာထူးဆန်းတာကရေခဲပြင်မဟာချက်ရဲ့စကားကိုယုံကြည်ခဲ့တဲ့အကြောင်းကမိန်းကလေးဖြစ်နေတာပါပဲအဲ့ဒီနောက်သူမကရေခဲနှလုံးသားကိုချက်လက်ထဲကိုကိုယ်တိုင်ထည့်ပေးလိုက်တာကြောင့်အခုတော့သူတို့တွေလူမိုက်ကောင်လေးကိုပြန်လည်ရင်ဆိုင်ဖို့အင်အားတွေရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်